ကဘာကြီးခဲသွားပြီးနောက်ဂျန်ရည်သူတွေဟာ Snowpiercer ယထာကြီးပေါ်မှာခိုလုံနေကြရပါတယ်။ဒါပေမဲ့ယထာနောက်ဆုံးတွေ့ခဲ့လူတွေအတွက်တော့ဒါဟာခိုလုံရမဟုတ်ပဲငရဲကန်တစ်ခုပါ။သူတို့ဟာပိုးဟက်တင်နဲ့လုပ်တဲ့အစားအစာကိုပဲစားရပြီးခေါင်းဆောင် Wilfred ရဲ့နေဆမှုကိုခံနေရပါတယ်။ဒီနေ့မှာတော့ Curtis ဦးဆောင်တဲ့တော်လန်ရေးစတင်လိုက်ပါပြီ။ တော်လန်ရေးသမားတွေဟာယထာရဲ့လုံခြုံရေးစနစ်ကိုတည်ရတဲ့နန်ကုန်းမင်ကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။သူတို့ဟာယထာရှိပိုင်ကိုတက်ဖို့အတွက်တကားတွေကိုတစ်ခုတီးတစ်ခုပြည့်စည်နေကြပါတယ်။ဒါပေမဲ့ဝန်ကြီးမေစင်ရဲ့စစ်တပ်ကသူတို့ကိုလက်နက်အပြည့်အစုံနဲ့စောင့်ကြိုနေခဲ့ပါတယ် ရှေ့ကိုတိုးလာလေလေ Curtis တို့အဖွဲဟာသူတို့တခါမှမမြင်ဘူးတဲ့ကဘာသစ်ကိုတွေ့လာရလေပါပဲလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေငားကန်တွေနဲ့ဇိမ်ကန်စားတောက်ဆိုင်တွေအဆိုးဆုံးကတော့ကလေးတွေကို Wilfred အကြောင်းကိုသင်ပေးနေတဲ့စာသင်ကျောင်းပါပဲဒီနေရာမှာပဲ Curtis တို့အဖွဲကလူတွေတော်တော်များများအသက်ပေးလိုက်ရပါတယ်နောက်ဆုံးမှာတော့ Curtis ဟာအင်ဂျင်ခန်းထဲကိုရောက်တော့ပြီးယူထားပိုင်ရှင်တို့ Wilfred နဲ့တွေ့ပါတယ် Wilfred က Curtis ကိုထိတ်လန့်စရာအမှန်တရားတစ်ခုပြောပြပါတယ်ဒီဒေါ်လာနီးကလူဦးရေ short ချဖို့သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ဇလန်းဖြစ်နေတာပါ Wilfred က Curtis ကိုသူ့နေရာမှာအောက်ကျုပ်သူအဖြစ်စက္ကန့်ဖို့ကိုင်းလန့်လိုက်ပါတယ် ဒါပေမဲ့ Curtis ဟာအင်ဂျင်အောက်မှာကျွံပြူခန့်နေရတဲ့ကလေးငယ်ကိုတွေ့သွားတဲ့အခါ Wilford ရဲ့ခန့်လက်မှုကိုညှင်းပစ်လိုက်ပါတယ်။နန်ကုန်းမင်းကယထာတကားကိုဖောက်ခွဲလိုက်တဲ့အခါနှင်းပြိုကြီးယထာကြီးပျက်စီးသွားပါတယ်။အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ဟာယထာပြင်ပကိုထွက်လာတဲ့အခါမှာတော့ကဘာကြီးဟာပုံမှန်အတိုင်းပြန်လဲအသက်ဝင်နေပြီဆိုတာသိလိုက်ရပါတော့တယ်။